မင်္ဂလာပါ Play Daily နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ Play က 8 parts of speech ထဲက pronoun lesson လေးကို sharing လုပ်ပေးချင်ပါတယ်8 parts of speech နဲ့ပတ်သက်ပြီးတော့အရှိမလဲဗီဒီယိုလေးတင်ထားပါတယ်ပြီးတော့8 parts of speech ထဲက noun lesson လေးကိုလည်းတည်တင်ပေးထားတာရှိပါတယ်အဲ့ဒီဗီဒီယိုလေးတွေကိုကြည့်ချင်တယ်ဆိုရင်ဒီမှာ link လေးပေးထားပါတယ်အဲ့ဒီမှာသွားကြည့်လို့ရပါတယ်ရှင့်pronoun ဆိုတာက noun အစားသုံးတဲ့နာမ်စားဖြစ်ပါတယ်။ဘာကြောင့် pronoun တွေလိုတယ်လဲဆိုတော့ဒီစာကြောင်းလေးကိုကြည့်လိုက်ပါ။ Mike and Lily go to English class. Mike and Lily want to improve Mike and Lily English skills. ဒီနေရာမှာ Mike and Lily ဆိုတဲ့ noun တွေဟာအရန်ကိုရှုပ်နေတယ်။အဲ့ဒါကြောင့်မလို့အဲ့ဒီရှုပ်နေတဲ့ noun တွေရဲ့နေရာမှာ pronoun တွေကိုအစားသုံးမှာဖြစ်ပါတယ်။ Mike and Lily go to English class. They want to improve their English skills. အဲ့ဒါဆိုရင် pronoun ဘာကြောင့်လိုတယ်လဲဆိုတာကိုသဘောပေါက်မယ်လို့ထင်ပါတယ်။ pronoun တွေထဲက personal pronoun, possessive pronoun, reflexive pronoun, indefinite pronoun နဲ့ interrogative pronoun ကြောင်းတွေကိုဒီနေ့ sharing လုပ်ပေးပါမယ်။ပထမဆုံး personal pronoun ကိုအရင်လိုက်ကြည့်လိုက်ပါ။ personal pronoun ဆိုတာကတိကျတဲ့လူအရာဝတ္ထုတွေအစားသုံးတဲ့နာမ်စားဖြစ်ပါတယ်။ personal pronoun မှာ subject pronoun နဲ့ object pronoun ဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ subject pronoun ဆိုတာကsubject နေရာမှာရှိတဲ့ noun တွေအစားသုံးတဲ့နာမ်စားဖြစ်ပြီးတော့ object pronoun ဆိုတာက object နေရာမှာရှိတဲ့ noun တွေအစားသုံးတဲ့နာမ်စားဖြစ်ပါတယ်။ဥပမာစာကြောင်းလေးကိုကြည့်လိုက်ပါ I bought a house last year ဒီနေရာမှာ pronoun က subject နေရာမှာရှိတဲ့ I ဆိုတဲ့အစလုံးဖြစ်ပါတယ်။အဲ့ဒီ subject နေရာမှာ I pronoun ကိုအစားသုံးလို့ရတယ်လို့မျိုးတခြား pronoun တွေကိုလည်းအစားသုံးလို့ရပါတယ်။ဥပမာအဖြစ် You bought a house last year. We they, he, she အကုန်လုံးသုံးလို့ရပါတယ်။ They bought a house last year. We bought a house last year ဆိုပြီးတော့ပြောလို့ရပါတယ်။နောက်တစ်ကြောင်းကိုကြည့်လိုက်ပါ I saw her yesterday ဒီနေရာမှာ pronoun က her ဖြစ်ပါတယ်။အဲ့ဒီ her ကဘာမှရှိတာလဲဆိုတော့ object နေရာမှာရှိတာဖြစ်တဲ့အတွက်သူကို object pronoun လို့ခေါ်ပါတယ်။သူ့နေရာမှာလည်း object pronoun တွေအများကြီးအစားသုံးလို့ရပါတယ်။ဥပမာအဖြစ်သူတို့ကိုတွေ့တယ်ဆိုရင် I saw them yesterday.I saw you yesterday. I saw him yesterday. ဆိုပြီးတော့ပြောလို့ရပါတယ်။ဒါပေမဲ့ကျွန်တော်တို့တခုတတိထားရမှာကဒီနေရာမှာ I နဲ့ me ကိုခဏခဏမှားတတ်ပါတယ်။ဥပမာစာကြောင်းလေးကိုလိုက်ကြည့်လိုက်ပါ။ John and me went to pagoda yesterday. Me and John went to pagoda yesterday. John and I went to pagoda yesterday. I and John went to pagoda yesterday. ဒီနေရာမှာဘယ်စာကြောင်းကအမှန်ဆုံးလဲဆိုတာကိုကြည့်လိုက်ပါဟုတ်ပါတယ်အပေါ်ကစာကြောင်းနှစ်ကြောင်းကမှားပါတယ်ဒါပေမဲ့ကျမတို့အဲ့ဒီစာကြောင်းကိုရေးလေးရေးထားရှိရပေါ့နော် John and me went to pagoda yesterday me and John went to pagoda yesterday နှစ်ကြောင်းစလုံးမှားပါတယ်ဘာလို့လဲဆိုတော့ဒီနေရာမှာsentence အရာနာမည်နှစ်ခုက subject နေရာမှာရှိရမှာပေါ့နော်ဒါပေမဲ့အဲ့ဒီနေရာမှာ me ဆိုတဲ့ဟာက object pronoun ဖြစ်တယ်အဲ့ဒီ object pronoun က subject နေရာမှာရောက်နေတဲ့အတွက်ဒီစာကြောင်းနှစ်ကြောင်းကမှားပါတယ်အဓိကက subject pronoun ကိုပြောချင်တာဖြစ်တဲ့အတွက်အောက်မှာပေးထားတဲ့ John and I went to pagoda yesterday ဆိုတာကပို့ပြီးတော့မှန်ပါတယ်ဒီမှာလဲ John and I နဲ့ I and John ဆိုပြီးတော့ပေးထားတယ် I and John ဆိုတဲ့စာကြောင်းကsubject pronoun အရာမှန်ပေမဲ့လို့သူ့ကိုကြတော့မသုံးပါဘူးဘာဖြစ်လို့လဲဆိုတော့ English မှာသူများနဲ့ကိုယ်နဲ့ရှင်ပြီးတော့ပြောတဲ့အခါမှာသူများနာမည်ကိုအရှိမထားပေးတာကသူတို့ကို respect ထားရရောက်တာဖြစ်တဲ့အတွက် John and I ဆိုပြီးတော့ပြောရပါတယ်ဆိုတော့ဒီဝက်ကြဒီထဲမှာအမှန်ဆုံးစာကြောင်းကတော့ John and I went to pagoda yesterday ဆိုတဲ့စာကြောင်းကမှန်ပါတယ် subject pronoun ကိုရရင် object pronoun လေးကိုလိုက်ကြည့်လိုက်ပါ My mom makes coffee for my dad and I My mom makes coffee for I and my dad.My mom makes coffee for my dad and me. My mom makes coffee for me and my dad. ဒီနေရာမှာလည်းဘယ်စာကြောင်းကအမှန်ဆုံးဖြစ်မလဲအပေါ်ကနှစ်ကြောင်းကလုံးဝပယ်လို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့သူက for my dad and I ဆိုပြီးတော့ပြောထားတယ်နောက်တစ်ကြောင်းမှာကျတော့ I and my dad ပေါ့နော်ဒီနေရာမှာကိုလိုချင်တဲ့ပုံစံက object pronoun ကိုလိုချင်တာဖြစ်တယ် object pronoun ကိုလိုချင်တာဖြစ်တဲ့အတွက်အဲ့ဒီ my dad and I ဆိုတာက object မဟုတ်ပါဘူး I က subject pronoun ဖြစ်တဲ့အတွက်အဲ့ဒီနှစ်ကြောင်းလုံးကမှားပါတယ်အဲ့ဒါဆိုရင်အောက်ကနှစ်ကြောင်းကိုကြည့်လိုက်ပါအောက်ကနှစ်ကြောင်းမှာလည်းခုနပြောတဲ့အတိုင်းပဲ for my dad and me
for me and my dad ဆိုတဲ့နေရာမှာအောက်ကစာကြောင်းကမှန်တော့မှန်တယ် for me and my dad ဆိုတာကမှန်ပေမဲ့လို့သူကအဲ့လိုပုံစံမျိုးမရေးပါဘူးအဓိကသူများကိုအရင်ဦးစားပေးပြီးမှကိုယ့်ကိုရေးတာဖြစ်တဲ့အတွက် for my dad and me ကမှန်ပါတယ်အဲ့ဒါဆိုရင်ဒီ personal pronoun ထဲက subject pronoun နဲ့ object pronoun ကိုနေရာထားတဲ့ပုံစံလေးတွေကိုသိမယ်လို့မျှော်လင့်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ I and me ပေါ့နော် I နဲ့ me ကိုကြတော့ခဏမှားတတ်တယ်ပေါ့နော် subject နေရာမှာ me ရောက်တဲ့အခါရောက် object နေရာမှာ I ရောက်တဲ့အခါရောက်အဲ့လိုမျိုးတွေဖြစ်တတ်တဲ့အတွက်အဲ့ဒါလေးတွေကိုသတိပြုစေချင်ပါတယ်။နောက်ထပ် possessive pronoun possessive pronoun ဆိုတာကပိုင်ဆိုင်မှုကိုပြတဲ့နာမ်စာဖြစ်ပါတယ်။ဘယ်သူပိုင်ဆိုင်တဲ့ဘယ်အရာဆိုတဲ့အားမျိုးပေါ့နော်။ဥပမာဖြင့်ဒီစာကြောင်းကိုကြည့်လိုက်ပါ This is my car ဒီနေရာမှာ possessive pronoun ကဘယ်သူဖြစ်မလဲ mine ဆိုတဲ့စကားလုံးမှာဟုတ်ပါတယ် This is my car ဒီကားဟာငါရဲ့ကားဖြစ်တယ်တကယ်လို့အဲ့လိုမပြောချင်ဘူးဆိုရင်လည်းကိုက This car is mine ဒီကားကငါရဲ့ကားဖြစ်တယ်ဆိုပြီးတော့ပြောလို့ရပါတယ်အဲ့ဒီနေရာမှာတခြား pronoun တွေကိုလည်းအသုံးပြုလို့ရတယ်ဥပမာဖြင့် This is your car This car is yours This is their cars This is our car ဆိုပြီးတော့ပြောလို့ရပါတယ်ဒီ possessive pronoun ထဲမှာကျမတို့မှားတတ်တာက our their your her its ဆိုတဲ့အရာတွေမှာ apostrophe ထည့်တတ်ကြပါတယ် apostrophe မထည့်ရပါဘူးသူ့ရဲ့အဓိပ္ပာယ်က our your their ဆိုအဲ့ဒီအဓိပ္ပာယ်ကသူတို့ရဲ့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီးသားဖြစ်တဲ့အတွက် apostrophe s တွေထည့်စရာမလိုပါဘူးတကယ်လို့ကိုက apostrophe ထည့်တာအကျင့်ဖြစ်နေသေးတယ်ဆိုရင်လည်းအဲ့ဒီအကျင့်ကိုဖျောက်လိုက်ပါ apostrophe မထည့်ရပါဘူးနောက်တစ်ခုက reflexive pronoun reflexive pronoun ဆိုတာက subject ကိုပြန်ပြီးတော့အထူးပြုတဲ့အခါမှာသုံးပါတယ် reflexive pronoun ကို by နဲ့တွဲသုံးတဲ့အခါမှာတယောက်တည်းဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဥပမာဖြင့် I live by myself in Yangon ငါရန်ကုန်မှာတယောက်တည်းနေတယ်တကယ်လို့ကိုက we live by ourselves in Yangon ဒီနေရာမှာတခုသတိထားရမှာက ourselves မှာစလုံးပေါင်းက selves နဲ့ပေါင်းရပါတယ်ကျမတို့မှားတတ်တာက self နဲ့မှားတတ်ပါတယ်အဲ့ဒါလေးကိုလည်းသတိထားပါနောက်တစ်ကြောင်းကိုကြည့်လိုက်ပါ you can move this table by yourself ဒီစပွဲကိုမင်းတယောက်တည်းမပြောင်းနိုင်ဘူးဒီနေရာမှာ you ကမင်းတယောက်တည်းကိုပြောတာဖြစ်တဲ့အတွက် yourself မှာ self ကိုသုံးတာပါတကယ်လို့ကိုက you too can move this table by yourself မင်းတို့နှစ်ယောက်ဒီစပွဲကိုမင်းတို့နှစ်ယောက်တည်းမလုပ်နိုင်ဘူးဆိုရင် yourself မှာ selves လောက်ရပါတယ်အဲ့ဒါလေးကိုလည်းသတိထားပါ yourself တွေ selves တွေရေးတဲ့အခါမှာမှားတတ်ပါတယ်နောက်တစ်ခုက reflexive pronoun ကို subject အနားမှာကပ်ပြီးတော့သုံးရင်သူကကိုယ်တိုင်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဥပမာဖြင့် he himself cooked the curry သူကိုယ်တိုင်အဲ့ဒီဟင်းကိုချက်တယ်ပေါ့နော်ဥပမာ they themselves will do the projectသူတို့ကိုယ်တိုင် project ကိုလုပ်မယ်ပေါ့နော်ဒီနေရာမှာလဲ themselves ဆိုတဲ့နေရာမှာ themsကိုသုံးရပါတယ်ဘာလို့ဆိုတော့သူတို့ကအများဖြစ်တဲ့အတွက် themselves ဆိုပြီးတော့သုံးရမယ် self လို့သုံးမယ်ဆိုရင်မှားပါတယ်အဲ့ဒါလေးတွေကို view စိုက်ပေးပါနောက်တစ်ခုသတိထားရမှာက reflexive pronoun ကို subject နေရာမှာသုံးလို့မရပါဘူးဥပမာအပြင် Lily and myself will go to the pagoda ဒီနေရာမှာ Lily and myself ဆိုပြီးတော့သုံးလို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူက subject မဟုတ်လို့ပါ။တကယ်လို့ကပြောချင်တယ်ဆိုရင် Lily and I myself will go to the pagoda. Lily နဲ့ငါကိုယ်တိုင်ဖယားကိုသွားမယ်ဆိုပြီးတော့သဘောပါ။ I ဆိုတဲ့ subject ကို myself ကနေပြီးတော့ပြန်ပြီးတော့အထူးပြုလို့ရပါတယ်။နောက်ထပ်သူ့ကို subject နေရာမှာသုံးလို့မရပြီမဲ့လို့ subject နဲ့ object တူညီတဲ့အခါမှာသူက object နေရာမှာသုံးလို့ရပါတယ်။ဥပမာဖြင့်I usually talk to myself ငါစကားပြောလေးပြောထားရှိတယ်ပေါ့နော်ကိုယ့်အကိုစကားပြောတယ်ဆိုတဲ့သဘောပါပဲနောက်ဥပမာလေးတစ်ကြောင်းကြည့်လိုက်ပါ he cut himself with a knife while peeling a mango သူတရက်တီးအခွန်နှွာနေတဲ့အချိန်မှာသူ့လက်ကိုသူဓာတ်နဲ့ရှာမိတယ်ဒီနေရာမှာလည်းလို့ပဲလှုပ်တဲ့လူကလည်းသူပဲဓာတ်နဲ့အရှာခံတာလည်းသူပဲအဲ့လိုမျိုး subject နဲ့ object တူတဲ့အခါမျိုးမှာကိုက object နေရာမှာ himself ဆိုတဲ့ဟာလေးကိုထည့်သုံးလို့ရပါတယ်အဲ့ဒါဆိုရင် reflexive pronoun အကြောင်းကတော့ပြီးသွားပါပြီနောက်ထပ်တစ်ခုကတော့ indefinite pronoun တွေဖြစ်ပါတယ် indefinite pronoun ဆိုတာကမတိကျတဲ့အရာတွေကိုညွှန်းတဲ့နာမ်စာဖြစ်ပါတယ်သူ့အထဲမှာ everybody everyone everything somebody someone something anybody anyone anything nobody no one nothing
each တို့ either တို့ neither တို့ပါပါတယ်အဲ့ဒီစကားလုံးတွေဟာအကုန်လုံး singular စကားလုံးတွေပါအနည်းကိန်းတွေဖြစ်တဲ့အတွက်ဝါကျထဲမှာသုံးတဲ့အခါမှာ verb ကလည်းအနည်းကိန်းနဲ့သုံးပြရပါတယ် singular verb နဲ့တွဲသုံးရပါတယ်ဥပမာဝါကျလေးကိုကြည့်လိုက်ပါ everyone is beautiful in different ways လူတိုင်းကသူ့နည်းသူ့ဟန်နဲ့သူလှတယ်ဒီနေရာမှာ everybody လူတိုင်းဆိုတာဟာကိုကလူတွေအကုန်လုံးကိုပြောချင်တာမဟုတ်ပါဘူးလူတိုင်းဆိုတာအဲ့ဒီလူတယောက်ချင်းစီတိုင်းကိုပြောတာဖြစ်တဲ့အတွက်အနည်းကိန်းနဲ့သုံးပြရပါတယ် everybody is ဒီနေရာမှာကျမတို့တော်တော်များများမှားတတ်တာက everybody are beautiful everybody are ဆိုပြီးတော့ပြောတတ်ပါတယ်အဲ့ဒီ are လေးကိုသတိထားပေးပါ is နဲ့သုံးရပါတယ်နောက်တစ်ကြောင်းကိုကြည့်လိုက်ပါ has anyone seen theater theater ကိုတယောက်ယောက်များတွေးမိလားဒီနေရာမှာလဲတယောက်ယောက်များဆိုတာတယောက်ယောက်ဆိုတာဘယ်သူ့ကိုမှယဉ်ညွှန်းတာမဟုတ်ဘူး anyone ဆိုတာကအကုန်လုံးကိုညွှန်းလိုက်တာပေါ့နော်တယောက်ယောက်များတွေးမိလားဒီနေရာမှာလဲအကုန်လုံးဆိုတဲ့သဘောဆိုပေမဲ့သူကတယောက်ယောက်ကများတွေးမိလားလို့ပြောတာဖြစ်တဲ့အတွက် has နဲ့ပဲတွဲသုံးရပါတယ် have နဲ့မသုံးရပါဘူးနောက်တစ်ကြောင်းကိုကြည့်လိုက်ပါနောက်တစ်ကြောင်းမှာဆိုလဲလို့ပဲ nobody is perfect ဘယ်သူကမှမပြည့်စုံပါဘူးဘယ်သူကမှမပြည့်စုံဘူးဆိုတဲ့နေရာမှာဘယ်သူကမှဆိုတာဘယ်သူမှမဟုတ်ဘူးဘယ်သူမှမဟုတ်တဲ့အတွက်အနည်းကိန်းနဲ့ပဲသုံးရပါတယ် nobody is perfect နောက်တစ်ကြောင်းကိုကြည့်လိုက်ပါ you look so sad is something wrong မင်းကြီးရတာအရန်စိတ်မကောင်းတဲ့ပုံပဲတခုခုများမှားနေလားပေါ့နော်တခုခုများဘာဖြစ်လို့လဲအဓိကဘာဖြစ်လို့လဲဆိုတဲ့ဟာကိုပြောချင်တာဖြစ်တဲ့အတွက်အဲ့ဒီမှာလဲ something ဆိုတာကဘာဖြစ်တာလဲတခုခုဖြစ်လို့လားဆိုတာကအဲ့ဒီတခုခုဆိုတဲ့ဟာကိုပဲရည်ညွှန်းတာဖြစ်တဲ့အတွက် is နဲ့သုံးရပါတယ်တကယ်လို့ကိုက or something wrong လို့ပြောရင်မှားပါတယ် is something wrong တခုခုများမှားနေလားတခုဘာဖြစ်တာလဲပေါ့နော်အဲ့ဒီသဘောမျိုးဖြစ်ပါတယ်အဲ့ဒါကြောင့်ကိုကဒီ indefinite pronoun တွေကိုသုံးတဲ့အခါမှာ everybody everyone and nobody no one အဲ့ဒီစကားလုံးနှလုံးပေါ့နော် everybody nobody nobody တော့မှတိတ်ပြီးတော့မမှားကြပါဘူးအဓိကမှားတာ everybody ပါ everybody ကိုပြောပြီးဆိုရင်ကိုက are နဲ့မသုံးရပါဘူး is နဲ့သုံးရပါတယ်အဲ့ဒါလေးကိုသတိထားပေးပါနောက်တစ်ခုက interrogative pronoun interrogative pronoun ဆိုတာကအမေးနံစာမေးခွန်းတွေမေးတဲ့အခါမှာအသုံးပြုတဲ့နံစာဖြစ်ပါတယ်interrogative pronoun ထဲက who whom whose which what အဲ့ဒါလေးတွေကိုကြည့်လိုက်ရအောင်နော်ပထမဆုံး who ရဲ့ whom ရဲ့ကိုပြောကြည့်ရအောင်နော် who ဆိုတာက subject pronoun subject ကိုမေးတဲ့အခါမှာသုံးတဲ့နံစာဖြစ်ပြီးတော့ whom ဆိုတာက object pronoun ကိုမေးတဲ့အခါမှာသုံးတဲ့နံစာဖြစ်ပါတယ်ဥပမာအဖြစ် who brokeတကားကိုဘယ်သူဖြတ်လိုက်တာလဲဒီနေရာမှာဖြတ်လိုက်တယ်ဘယ်သူကဖြတ်လိုက်တာလဲဆိုတာ subject ကမရှိဘူးပေါ့နော်ဘယ်သူကဖြတ်လိုက်တာလဲဆိုတဲ့ဟာကိုမေးချင်တာဖြစ်တဲ့အတွက် who နဲ့သုံးပါတယ်နောက်တစ်ကြောင်းကိုကြည့်လိုက်ပါ whom are you talking about မင်းဘယ်သူအကြောင်းကိုပြောနေတာလဲဒီနေရာမှာပြောနေတယ်ဆိုတဲ့ subject ကမင်းပေါ့နော်ဆိုတော့အပြောခံတဲ့လူကဘယ်သူအကြောင်းကိုပြောနေတာလဲမသိတဲ့အတွက်သူက whom နဲ့ပဲသုံးတယ် whom are you talking about မင်းဘယ်သူအကြောင်းကိုပြောနေတာလဲနောက်ထပ်ပို့ပြီးတော့ရှင်းသွားအောင်ဥမာတစ်ကြောင်းကိုကြည့်လိုက်ပါ Turing saw Tuzar near the pagoda yesterday မနေ့က Turing က Tuzar ကိုဖျားနာမှာတွေ့ခဲ့တယ်ဒီနေရာမှာခွက်လက်လေးနှစ်ခုနဲ့ပေးထားမယ်အဲ့ဒီနေရာကိုဖြည့်ကြည့်အောင်နော်ပထမစာကြောင်းမှာ blank saw Tuzar near the pagoda yesterday ခွက်လက်ကတဲ့ Tuzar ကိုမနေ့ကဖျားနာမှာတွေ့ခဲ့တယ်ဒီနေရာမှာကိုကပြောချင်တဲ့အခါမှာ who ကိုပဲမေးရမယ်ပါဆိုတော့ who ဆိုတာက subject pronoun ဒီမှာလဲအတွေ့ခံရတဲ့လူကသူစားပေါ့နော် object pronoun ကပါပြီးသားဖြစ်တဲ့အတွက်မေးတဲ့အခါမှာ who ကိုပဲပြောရမယ် who saw Tuzar near the pagoda yesterday အောက်ကတစ်ကြောင်းမှာကြတော့ Turing ကဘသူကိုတွေ့ခဲ့တာလဲဆိုတဲ့သဘောဖြစ်တဲ့အတွက် whom ကိုထည့်ပြရပါမယ် whom did Turing see near the pagoda yesterday မနေ့ညကTuring ကဖျားနာမှာဘသူကိုတွေ့ခဲ့တာလဲဆိုတဲ့သဘောဖြစ်ပါတယ်နောက်တစ်ခုက whose ဆိုတာကပိုင်ဆိုင်မှုပြအမေးနံစာဘသူရဲ့ပိုင်ဆိုင်မှုလဲဘသူရဲ့ဟာလဲဆိုပြီးတော့မေးတဲ့အခါမျိုးမှာသုံးပါတယ်ဥပမာအဖြစ် whose car is it ဒါဘသူကားလဲပြန်ဖြေတဲ့အခါကျတော့ this car is mine this is my car ဆိုပြီးတော့ဖြေလို့ရပါတယ်နောက်ထပ်တစ်ကြောင်းကြည့်လိုက်ပါ whose house is it ဒါဘသူအိမ်လဲ
အဲ့ဒီသဘောပါပဲနောက်ထပ် what wish ဒီနေရာမှာ what လို့အတမထွက်ရပါဘူး what မဟုတ်ပါဘူး what နော် what ကကြတော့ general မေးတာပါဥပမာအများထက်ကတစ်ခုခုကိုရွေးပြီးတော့ပြောတဲ့အခါမှာ what နဲ့သုံးပြီးတော့ wish ကကြတော့ specific ဖြစ်တယ်သူကရွေးချယ်စီကနဲတယ်ပေါ့နော်အဲ့ဒီနဲတဲ့အထက်ကရွေးပြီးတော့ပြောတဲ့အခါမှာ wish နဲ့သုံးရပါတယ်ဥပမာစာကြောင်းကိုကြည့်လိုက်ပါကိုက restaurant ကိုသွားတယ်ပဲထားလိုက်ပါအဲဆို restaurant ကိုသွားတဲ့အခါမှာကိုကမေးလိုက်မယ်ပေါ့နော်ဘာစားခြင်းလဲလို့ပြောတဲ့အခါကျတော့ what do you want to eat what do you want to eat ဘာစားခြင်းလဲဒီနေရာမှာဘာစားခြင်းလဲလို့ပြောတာသူကဆိုင်မှာအများကြီးရှိမယ်အစားတောက်တွေအများကြီးရှိမယ်တောက်စရာတွေစားစရာတွေအများကြီးရှိမယ်အဲ့ဒီအများကြီးထဲကမှကိုကဘယ်ဟာကိုစားခြင်းလဲလို့မေးတဲ့အခါမှာ what နဲ့မေးရပါတယ် what do you want to eat တကယ်လို့ကိုကနှစ်ခုပဲရှိမယ်ကိုကမေးလိုက်မယ်အဲ့ဆိုတော့ which do you prefer pizza or burger ဘယ်ဟာကြိုက်လဲ pizza စားမလား burger စားမလားဆိုတဲ့သဘောပေါ့နော်နောက်ထပ်ဥပမာတစ်ကြောင်းကိုကြည့်လိုက်ပါ what kind of sports do you like ဒီနေရာမှာဘယ်လိုအားကစားမျိုးကိုကြိုက်တယ်လဲဒီမှာကျတော့အားကစားကအများကြီးရှိတယ်အဲ့ဒီအားကစားအများကြီးထဲကကိုကြိုက်တဲ့တစ်ခုကိုပြောလို့ရတယ်နှစ်ခုပြောချင်လဲရတယ်ပေါ့နော်အဲ့ဆိုတော့ကအများထဲကရွေးပြီးမေးတဲ့အခါကျတော့ what နဲ့အဆင်ပြေတယ်ကိုကဥပမာဖြင့်ဘောလုံးနဲ့ချင်းလုံးနှစ်ခုထဲကဘယ်တစ်ခုကိုကြိုက်လဲဆိုရင်တော့ which one do you like football or cane ball အဲ့ဒီသဘောမျိုးမေးရပါတယ်အဲဆိုတော့ which ကကြတော့ကိုကရွေးချယ်မှုနည်းတယ်ဆိုတဲ့အခါမှာwhich နဲ့မေးရပြီးတော့ရွေးချယ်မှုများတယ်အများကြီးကိုပြောချင်တဲ့အခါမှာ what နဲ့မေးလို့ရပါတယ်အဲ့ဒါဆိုရင်ဒီနေ့ပြောသွားတဲ့အထက်က personal pronoun possessive pronoun reflexive pronoun indefinite pronoun နဲ့ interrogative pronoun တွေကိုကောင်းကောင်းနားလည်မယ်လို့မျှော်လင့်ပါတယ်ဒီနေ့ lesson ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေကိုလည်းအပတ်စဉ်သင်ပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ် thank you so much bye bye